မြန်မာပြည်လေပိုင်းကတမိုင်းဝင်အထင်ကရမျိုးတစ်မျိုးဖြစ်တဲ့မိထီလာမျိုးရဲ့အစဟာကံကြီးတကံနဲ့ဆက်နေပါတယ်။ဒဏ္ဍာရီတွေရကုသရာသာမင်းကြီးဟာဒီဒေသမှာမြို့တည်ဖို့မြေနေရာကိုစတင်ရွေးချယ်ခဲ့တယ်လို့ဆိုပါတယ်။မင်းကြီးကဒီမြေနေရာကိုကြည့်ပြီးမိထီလာငါအထံသို့လာကြကုန်လို့ခေါ်ဝေါ်ရာကနေမိထီလာဆိုတဲ့အမိတွင်ခဲ့တာပါ။တချို့ကလည်းအိန္ဒိယကမိထီလာပြည်ကိုအစွဲပြုပြီးမှဲ့ခေါ်ခဲ့တယ်လို့ယုံကြည်ကြပါတယ်။ပကံခေတ်အနော်ရထာမင်းကြီးလက်ထက်မှာမိထီလာကံကိုပုံမူခိုင်ခန့်အောင်ဆယ်ဖို့ပြုပြင်ခဲ့ကြပါတယ်။ကံရည်ကိုရှေ့ခံပြီးစိုက်ပျိုးရေးထွန်းကားလာတာကြောင့်လူနေအင်ဂျီတွေတိုးပွားလာခဲ့ပြီးမြို့ပြအတွင်းဆောင်းလာခဲ့ပါတယ်။ကိုလိုနီခေတ်မှာဗျူဟာမြောင်းမျိုးတစ်မျိုးဖြစ်လာတယ်လို့လွတ်လပ်ရေးရပြီးနောက်မှာလည်းမြန်မာပြည်ရဲ့လမ်းစုံလမ်းခွမျိုးကြီးတစ်မျိုးဖြစ်လာခဲ့ပါတယ်။ဒီနေ့ခေတ်မှာတော့မိထီလာမျိုးဟာကံလှလှကြောက်ကံဘက်တွေနဲ့တာယာဝါပြောတဲ့မျိုးတစ်မျိုးအဖြစ်ဂုံယူဝင်ကြွားစွာတည်ရှိနေပါပြီ။အခုလိုစိတ်ဝင်စားရကောင်းတဲ့ဗီဒီယိုတွေကိုကြည့်ဖို့အတွက်အကောင့်လေးကို follow လုပ်သွားကြပါဦး။